ကျွန်တော်မေကွန်းလေးတစ်ခုပြန်စဉ်းစားမိရေပေါ့ကျွန်တော်တို့ရဲ့လွတ်လပ်ခွင့်အားကြတော့တခြားသူတွေကိုတိဆောက်မှုပေးနေရလားပေါ့ဒါမှမဟုတ်ရင်တခြားသူတွေကိုထိခိုက်စေနေတယ်လားဆိုတဲ့အရာကိုစဉ်းစားဖို့လည်းညံ့လိုအပ်တယ်လို့ထင်တယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Bible Live Talk Podcast ကိုနားတော်တာရှင်ကြည့်ရှုခွင့်ယူပေးကြတဲ့မိတ်ဆွေညီကိုမောင်နှမအားလုံးကိုပြန်မနှုတ်ကိုဆက်တာလိုပါတယ်ကျွန်တော်Daniel ဒီပဲဖြစ်ပါတယ်ကျွန်တော်တော့ခုဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဆိုတော့ခုဒီနေ့ကျွန်တော်တို့ညောင်ဆွေးနွေးသွားမယ့်အကြောင်းအရာကိုကြတော့လေကျွန်တော်တို့ခရိယန်လူငယ်တွေပဲဖြစ်ဖြစ်ယုံကြည်သူတွေပဲဖြစ်ဖြစ်ပေါ့နော်ဖြစ်တတ်တဲ့ຢာတခုကကြတော့ကျွန်တော်တို့မှာမတူညီတဲ့အကြိုက်တွေရှိတယ်အယူဆတွေရှိတယ်နောက်ခံမျိုးရှိကြတယ်ဒါပေမဲ့ကလေကျွန်တော်တို့ဒီပေါင်းတင်ဆက်ဆံရေးဆိုတဲ့ညမှာကျတော့ကိုနဲ့သဘောထားချင်းတိုက်ဆိုင်တဲ့သူတွေကိုရွေးချယ်တတ်ကြတယ်ပေါ့ဆိုတော့မတူတဲ့လူတွေဆိုတော့များတော့ဖြစ်ဆိုတော့ဒီတိုင်းရှောင်ဖေတတ်ကြတယ်ပေါ့နော်တခုပြန်ရှိတာကျတော့ကျန်းစာမှာကျတော့ဖျားလို့မပြောထားဘူးပေါ့ကိုလုံးနဲ့တင်ကြီးတင်ညွတ်တဲ့ရှိဖို့လည်းပြောထားကြတယ်ပေါ့နော်ဆိုတော့ဒီဟာကိုဘယ်လိုထင်တယ်လဲပေါ့နော်ဘယ်လိုမြင်မိရလဲပေါ့ဟုတ်ကဲ့ဒီမတူကွဲပြားမှုဆိုတဲ့ဟာပေါ့နော်ကျွန်တော်ယောမအထဲမှာယောမအသင်းတော်တွေတွေ့ကြုံရတဲ့အခက်အခဲတစ်ခုဖြစ်တယ်ပေါ့သူတို့အနေနဲ့ဣတိလလူမျိုးတွေရှိတယ်ပြင်တပါးမျိုးသားတွေကပြောင်းလဲပြီးတော့မှအသင်းတော်ထဲမှာအကုန်စုပေါင်းနေတဲ့အခါမှာပေါ့နော်ဒီဣတိလလူမျိုးတွေကသူတို့ရဲ့ရိုးရာဓလေ့ထုံးစံတွေကိုတည်လာတယ်ယူဆောင်လာတယ်ပြင်တစ်ဖက်မှာတပါးမျိုးသားတွေကလည်းဗာလဲသူတို့ကိုစီရင်လာတယ်ပေါ့နော်ဒါမလိုဘူးလေစသဖြင့်ပေါ့နော်အချင်းချင်းအငင်းပွားတာတွေဖြစ်လာတဲ့အခါမှာဒီရှင်ဘောလုကဒီယောမအဝါဒစာကိုရေးထားတာဖြစ်တယ်ပေါ့နော်အဲ့တော့အရင်ဆုံးကျွန်တော်တို့ဒီအဲ့လိုမျိုးသူတို့ဖြစ်တဲ့အခါမှာသူတို့ရဲ့တလုံးတဝဖြစ်ခြင်းပြီးလို့ရှိရင်စီလုံးညီညွတ်ခြင်းကကွယ်ပြောက်လို့နေပါဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်စံစာဖတ်တဲ့အခါမှာတလုံးတဝဖြစ်ခြင်းပြီးရင်စီလုံးညီညွတ်ခြင်းဆိုတာကတကယ်ကိုအရေးကြီးတဲ့အခန်းကဏ္ဍမှာကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့ဓမ္မဟောင်းကျောင်းဖတ်တဲ့အခါမှာပေါ့နော်ဒီဆာလနံပါတ်133မှာပြောလေနော်ညီကိုတို့သဘောတူလျက်ပေါင်းဖော်ကြသည့်အရာမှာအလွန်ကောင်းပေ၏ဒါကခမဲတော်ဖရာရဲ့အလိုဆန္ဒဖြစ်တဲ့အရန်ကိုနှစ်သက်ဖွယ်ကောင်းတယ်ယေရမိမှာလည်းပြောတယ်လေနော်ဖရာသခင်ကသူတို့ကိုတလုံးတဝတည်းဖြစ်တဲ့သဘောကိုပေးမယ်ဆိုပြီးတော့မှဖရာကဂတိပေးထားတယ်ဓမ္မသစ်ကိုကျွန်တော်ပြန်သွားကြည့်တော့လေရှင်ယောဟန်ထဲမှာဖရာသခင်ရှုခရစ်တော်ကပြောတယ်ပေါ့နော်ဤတိုးချံတော့မဝင်သောအခြားသူတို့ကိုလည်းငါပိုက်သေး၏ထိုသူတို့ကိုငါဆောင်ခဲ့ရမည်သူတို့သည်လည်းငါစကားတန်ကိုနားထောင်သဖြင့်တိုးချံတစ်ခုတိုးထင်းတစ်ပါးတည်းရှိရလိမ့်မည်တဲ့ဒီမှာကျတော့ဣတိလလူမျိုးတွေရောပြီးတော့မှနောက်မှကျွေးချက်ချင်းခံရတဲ့ပေါ့နော်တပါးမျိုးသားတွေကတိုးထင်းတစ်ပါးတည်းရဲ့အောက်မှာကျွန်တော်အနေနဲ့ရှိတယ်ဆိုတာကိုပြန်ပြောတယ်ပေါ့နော်တစ်ဖက်မှာကျွန်တော်ဒီကယ်တင်ချင်းနဲ့ပြန်ကြည့်မယ်ဆိုရင်ပေါ့နော်ကျွန်တော်ကယ်တင်ချင်းခံရတယ်ပြောတဲ့အခါမှာကျေးဇူးတော်အားဖြင့်ယုံကြည်ခြင်းတက်အကြောင်းကျွန်တော်အနေနဲ့ရရှိတာဖြစ်တယ်ပေါ့နော်အဲ့ဒါကိုပြန်ပြီးတော့မှထင်ဟပ်စေတယ်ကျွန်တော်တမန်တော်ဝတ္ထုအခန်းကြီး1ကိုကြည့်တဲ့အခါမှာပေါ့နော်တန်ရှင်တော်ဝိညာဉ်တော်ဖျားဆင်းကြပြီးတော့မှယုံကြည်သူတွေရဲ့ယုံကြည်သူတွေကပေါ့နော်တန်ရှင်တော်ဝိညာဉ်တော်ဖျားနဲ့ပြည့်ဝတယ်ဆိုတာကိုဖတ်ရတယ်ပြီးတော့မှအဲ့ဒါသူတို့ရဲ့အဓိကလက္ခဏာကပေါ့နော်တဝိုးနဲ့တဝိုးစစ်စစ်လုံးလုံးရှိတယ်တလုံးတော်ရဲဖြစ်တဲ့အတူစားတောက်ကြတယ်အတူဖျားကိုချီးမွမ်းကြတယ်ဆိုပြီးတော့မှပြောတယ်ဒါကြောင့်ဒီတလုံးတော်ရဲဖြစ်ခြင်းဆိုတာကအသင်းတော်မှာတကယ်ကိုအရေးကြီးတယ်ပေါ့နော်ခမဲတော်ဖျားရဲ့အလိုဆန္ဒဖြစ်တယ်သားတော်ယေရှုခရစ်တော်ဖျားရဲ့အလိုဆန္ဒတစ်ခုလည်းဖြစ်တယ်ပြီးရင်တန်ရှင်တော်ဝိညာဉ်တော်ဖျားရဲ့လှုပ်ဆောင်မှုတစ်ခုဖြစ်တဲ့အခါမှာဒီတလုံးတော်ရဲဖြစ်ခြင်းကတကယ်ကိုအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်တယ်ပေါ့နော်အဲ့ဒါကျွန်တော်ရောတခုတော့တတိယစီပေါ့နော်ခရစ်တော်၌ရှိပြီးသားလူတွေကကြတော့တလုံးတော်ရဖြစ်တယ်ခရစ်တော်၌ပေါ့နော်ပြီးတော့နောက်တစ်ခုပြန်ရှိတာကြတော့ကျွန်တော်ကြတော့ခရစ်တော်ရဲ့ခန္ဓာကိုယ်တွေဖြစ်တယ်လင်းနော်ဆိုတော့မတူညီတဲ့အပိုင်းစာလေးတွေရှိတာဖြစ်တယ်ဒါပေမဲ့ဒီမတူညီတဲ့အပိုင်းစာလေးရဲ့တခါတွေကိုကျွန်တော်ကခုပြောသွားတယ်လို့မျိုးပဲပေါ့နော်ဆိုတော့မတူကွေးပြားမှုတွေရှိလာတဲ့အခါမှာတယောက်နဲ့တယောက်အဆင်ပြေမှုတွေရှိလာပြန်တယ်ပေါ့ဆိုတော့ပြီးတော့ဒီပေါ်လူကိုယ်တိုင်ကကျွန်တော်ကခုပြောထားတဲ့ background အရာပေါ့နော်ဒီရောမဩဝါဒစာခန်းကြီး15ခန်းရဲ့တင်းနဲ့နှစ်မှာသူပြောထားတဲ့အရာကြတော့အားရှိတော့ငါတို့ဒီအားနေတော့သူတို့ဤအားနေခြင်းကိုတီးခံရကြမည်လို့ပြောထားတယ်ဆိုတော့ကျွန်တော်အမြင်ရကျွန်တော်နားလည်မှုရဆိုရင်တော့အားကြီးတဲ့သူတွေဆိုရင်တော့ဒီဝิญဉ်ပိုင်းဆိုင်မှာရင်းကျက်တဲ့သူတွေပေါ့နော်တနည်းအားဖြင့်ဆိုကျန်းစာအကြောင်းကိုနားလည်မှုရှိတဲ့လူတွေပေါ့နောက်တစ်ခုကကျတော့အားနည်းတဲ့သူတွေဆိုတဲ့အပိုင်းမှာကျတော့ဝิญဉ်ရေးရပိုင်းမှာကျတော့အခုမှအစ်စ်ပြောင်းနေလာတဲ့သူတွေလားဒါမှမဟုတ်ဒီကျန်းစာ
ပိုင်းဆိုင်ရာမှာလိလာမှုအားနေသူတွေလားပေါ့နော်ဒါပေမဲ့တခုရှိရကြတော့လေတနက်မှပြန်တတိထားပေးထားရကြတော့ပထမဆုံးချက်အနေနဲ့ဆိုရင်တော့ဒူတဘာရဲ့အကျိုးကိုထောက်ဖို့အတွက်ပြောထားတယ်ပေါ့နော်ကျွန်တော်အဲ့လိုပြန်မြင်မိတယ်ကျွန်တော်တွေကိုရီတီးရကိုရီပိုနားလေရဆိုမှဒူတဘာကိုမောက်မာဆိုတာမပြောဖို့အတွက်ပြန်ပြောထားတယ်ပေါ့နော်ဒါငါတီးတဲ့အရာဟုတ်တယ်ဒါငါနားလေတဲ့အရာဖြစ်တယ်ကျန်းစာမှာဒီလိုပြောထားတယ်ဆိုမှဒူတဘာကိုမောက်မာဆိုတာနဲ့မိုးဝေဖန်ဖို့မတိုက်ခိုက်ဖို့လည်းသူပြန်ပြောပြထားတယ်ပေါ့နော်ဆိုတော့ငါပိုတီးရင်ငါပိုတတ်တယ်အဲ့လိုပြောထားတာပြောသူကဘာပြန်ပြောထားလဲဆိုတော့ကျတော့အားနေနေတဲ့သူတွေရဲ့ဝန်ကိုယ်တိုင်ထမ်းပေးဖို့လည်းပြောပြထားတယ်ပေါ့ဆိုတော့ပြီးတော့ဒါခရစ်တော်လှုပ်ဆောင်ခဲ့တဲ့အရာဟုတ်တယ်ပေါ့နော်ဆိုတော့အားနေတဲ့သူတွေဝန်ကိုထမ်းဖို့အတွက်ဆိုရင်တော့ကျွန်တော်ဒုတိယအချက်ကိုပြန်မြင်မိရေပေါ့အဲ့ဒါကြတော့ကိုယ့်ရဲ့အကျိုးကိုမရှာဖို့အတွက်ပေါ့နော်ကျန်းစာမှာဒါပြောထားတဲ့ဒါမှန်တယ်ပြီးတော့ငါလှုပ်ချင်တာလှုပ်မယ်ဆိုတာတက်ကုန်မှာပြီးတော့လူငယ်တွေမှာဖြစ်တတ်ရှိတဲ့အရာတခုရှိရပေါ့ငါလှုပ်ချင်တာကိုငါလှုပ်မယ်ငါမှန်တယ်လို့ထင်တဲ့အရာကိုငါလုပ်မယ်ဆိုတဲ့အရာပေါ့နော်ဒါပေမဲ့ပို့လို့ဒီမှာပြောတဲ့အရာကြတော့ကို့အလိုတော့မလိုက်ဖို့အတွက်ပြောထားရဲပေါ့ဆိုတော့ဘာပြန်ပြောချင်တာလဲဆိုတော့ညီညွတ်မှုကိုရှာတယ်ဆိုတဲ့အရာမှာကြတော့ကိုယ့်ရဲ့အစဉ်ပြေမှုဆိုတာတက်ကိုမှကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေဝิญဉ်ရေးရဆိုင်ရာမှာအစဉ်ပြေမှုကိုပုံမှန်ဦးစားပေးဖို့အတွက်ပြောပြထားရဲပေါ့နော်ငါမှန်တယ်ငါလှုပ်လိုက်မယ်ဆိုတာတက်ကိုမှဒါသူတို့တွေကိုတိဆောက်စရာဖြစ်နေရလားသူတို့တက်ကိုမှသူတို့တွေကိုထိခိုက်စရာဖြစ်နေတာလားဆိုတော့ပြန်စဉ်းစားဖို့လိုအပ်တယ်ပေါ့နော်ဥပမာကျွန်တော်ဒီရောမဝါဒစာခန်းကြီး15ကိုဆက်ဖတ်မယ်ဆိုတဲ့အခါမှာဒါကြောင့်ခရစ်တော်ကိုနိုင်ကိုကတက်တေထူခဲ့ပြီးပြီဖြစ်တယ်ပေါ့နော်သူကိုယ်တိုင်ကပုံတက်တေပြခဲ့ပြီးပြီဖြစ်တယ်ပေါ့နော်ဥပမာပြန်စဉ်းစားကြည့်မယ်ဆိုတဲ့အခါမှာကျတော့ခရစ်တော်ကဘာကြောင့်ဒီလောကကိုဆင်းသက်လာလဲဆိုတဲ့အခါမှာကျွန်တော်ရဲ့အကျိုးအတွက်ကိုထောက်တာမှဆင်းသက်လာတာဖြစ်တယ်ပေါ့ဆိုတော့ဥပမာပြောမယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ကိုယ်နဲ့ကိုကအားနေသူတွေဖြစ်တယ်ပေါ့နော်အပြစ်လုပ်တဲ့လူတွေဖြစ်တယ်မပြည့်စုံတဲ့လူတွေဖြစ်တယ်အရန်ကိုမှမကောင်းတဲ့အရာလုပ်ချင်တဲ့လူတွေဖြစ်တယ်ပေါ့နော်ဒါပေမဲ့ခရစ်တော်ဆင်းလာတဲ့အခါမှာခရစ်တော်ကိုယ်တိုင်ပြောထားတယ်နော်သူကတော်တယ်တတ်တယ်လူတွေဆင်းလာတာမဟုတ်အားနေသူတွေဆင်းလာတာဖြစ်တယ်တနည်းအားဖြင့်သူကကျွန်တော်ရဲ့ဝန်ကိုထမ်းပေးဖို့အတွက်သူဆင်းလာတာဖြစ်တယ်ပေါ့နော်ဒုတိယအချက်အနေနဲ့ဆိုရင်ခရစ်တော်ကသူ့ရဲ့ကိုယ်ကျိုးသူမရှာဘူးလေနော်ဘသူအကျိုးအတွက်ရှာကျွန်တော်တို့အကျိုးအတွက်ရှာလာဖြစ်တယ်ဥပမာပြောရမယ်ဆိုရင်တော့ခရစ်တော်သူအနေသားကြီးပဲကွယ်တည်မလားဒါပေမဲ့သူကကျတော့ကောင်းကင်စီးစိမ်ဘုံအတီးအကုန်လုံးကိုစွန့်ခဲ့ပြီးမှကျွန်တော်တို့အတွက်ကိုမှသူဆင်းလာပေးတာဖြစ်တယ်ဘာအတွက်လဲကျွန်တော်တို့ကိုအပြစ်ငြိမှလူမြောက်ဖို့အတွက်ကိုမှကျွန်တော်ရဲ့အပြစ်ကိုစေကြိုးဖို့အတွက်ကိုသူဆင်းသက်လာပေးတာဖြစ်တယ်ပေါ့နော်ဒီရောက်ကြည့်တဲ့အခါမှာကျွန်တော်လူငယ်တွေနဲ့ကျွန်တော်စဉ်းစားတဲ့ချက်လေးတွေရှိလို့တင်တယ်ဥမာကျွန်တော်စားချင်တာစားခွင့်ရှိတာဟုတ်တယ်ကျွန်တော်လှုပ်ချင်တာလှုပ်ခွင့်ရှိတာဟုတ်တယ်မှန်တယ်ကျွန်တော်ပြောချင်တာကိုပြောခွင့်ရှိတာဟုတ်တယ်မှန်တယ်ဒါပေမဲ့အဲ့ဒီလှုပ်ရက်တွေကကျွန်တော်ပတ်ဝန်းကျင်မှာရှိတဲ့ကျွန်တော်မိတ်ဆွေတွေရဲ့ဝิญဉ်ရေးရမှာထိခိုက်မှုဖြစ်စေနေရလားဒါမှမဟုတ်ရင်သူတို့အတွက်ကိုတိဆောက်စရာဖြစ်စေနေရလားဆိုတော့မိကွန်းလေးကိုအမြဲတမ်းစင်ချင်နှလုံးသွင်းဖို့လိုအပ်မယ်လို့ကျွန်တော်ပြန်မှဆင်ချင်မိရေပေါ့နော်ပြီးနောက်တစ်ချက်ကျတော့ခုနခုပြောရတဲ့အတိုင်းပဲကျွန်တော်တို့ကေတင်ချင်းရတယ်ဆိုတာကျတော့ဂျေဇုအသက်ဖြစ်တယ်ခရစ်တော်ရဲ့ချစ်ချင်းမေတ္တာတက်ကြောင့်ရတာဖြစ်တယ်ပေါ့နော်ဒါကြောင့်ခရစ်တော်၌ရှိတဲ့လူတွေကကျတော့တလုံးတဝတည်းဖြစ်တယ်ဒါပေမဲ့မတူညီတဲ့ခန္ဓာကိုယ်အပိုင်းစားလေးတွေဖြစ်တယ်ပေါ့နော်တချို့ကကျတော့မျက်စိတချို့ကနားတချို့ကနှာခေါင်းတစ်ခုနဲ့တစ်ခုမတူညီဘူးလေနော်မျက်စိကနှာခေါင်းမဟုတ်ပါဆိုမှပြောလို့မရပြောင်းလေနော်နှာခေါင်းကနားနဲ့မတူဆိုမှပြန်မဝေဖန်လို့မရပြောင်းလေနော်မတူညီတဲ့ပိုင်းလေးတွေဖြစ်တယ်ဒါပေမဲ့တစ်ခုပြန်ရှိတာကြတော့ကျွန်တော်တို့ရဲ့အကျိုးကိုထောက်ထားပေးခဲ့တဲ့ခရစ်တော်ကျွန်တော်တို့ရဲ့အကျိုးအတွက်ကိုစဉ်းစားပေးတဲ့ခရစ်တော်ပြီးကိုအကျိုးကိုမရှာပေးနဲ့ကျွန်တော်အတွက်ကိုအမြဲတမ်းကိုကျိုးစွန့်ပေးခဲ့တဲ့ခရစ်တော်ကိုအမြဲနှလုံးသွင်းပြီးမှခရစ်တော်ပြုတဲ့နည်းလို့ကျွန်တော်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုကျွန်တော်ပြန်ပြုဖို့အတွက်လိုအပ်တယ်ဆိုတဲ့အရာကိုပြန်မှရှင်းချင်မိရေပေါ့နော်ဆိုတော့ဘလိုလေးပေါ့တနားမှာနားထောင်ဖြစ်နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအနေနဲ့ရောပေါ့နော်ကိုနဲ့စင်ပြေလူတွေကိုတဲ့အားနေတွေလို့ကိုယူဆတဲ့လူတွေကိုဘလိုမျိုးပြန်မှဆက်ဆံမိနေရလဲပေါ့နော်အတိုက်ခံပြုနေရလားဒါမှမဟုတ်ကြီးဆောက်ပေးနေရလားပေါ့ဆိုတော့ဒီအပတ်ကကြောင့်ဒီလောက်လေးနဲ့အနီးကုန်းချုပ်ရအောင်ပေါ့နော်နောက်ပတ်မှာမတူညီတဲ့ topic လေးတွေနဲ့ကျွန်တော်ညပြန်ဆွေးနွေးဖို့တည်းရှိရပေါ့ဆိုတော့နောက်ပတ်တွင်မှာလည်းပြန်လေးမှနားဆင်ပေးဖို့အတွက်ကိုမှမေတ္တာရက်ခံလိုပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်အဲ့တော့ဖျက်ရှင်ကောင်းချစ်ပြပါစေ